လင်မယားကွာရှင်းတဲ့အခါမှာပစ္စည်းခွဲဝေခြင်းမင်္ဂလာပါကျမကတော့တရားလွတ်တော်ရှိနေဒေါ်နေမြတ်မော်လေးဖြစ်ပါတယ်မြမတလိထုံးတဲ့ဥပဒေအရလင်မယားတွေကွာရှင်းတဲ့အခါမှာပစ္စည်းတွေကိုဘယ်လိုခွဲဝေကြမလဲပစ္စည်းတွေကိုခွဲဝေတဲ့အခါမှာနှစ်ဦးသဘောတူကွာရှင်းပြီးတော့ပစ္စည်းခွဲဝေရရဲ့အိမ်တော်ကြီးပြမှုကိုကျူးလွန်ပြီးတော့ပစ္စည်းခွဲဝေရရဲ့ဆိုပြီးတော့နှစ်မျိုးရှိပါတယ်လွန်နေအိမ်တော်ကြီးပြမှုကိုဘယ်လိုကျူးလွန်တာလဲစက်သုံးချက်ဆိုင်ရာဥပဒေကိုကျူးလွန်တဲ့သူကြီးလေးတဲ့အိမ်တော်ကြီးပြမှုကိုကျူးလွန်တဲ့သူတွေဟာအိမ်တော်ကြီးပြမှုကိုကျူးလွန်ပြီးမှကွာရှင်းခြင်းဖြစ်ပါတယ်ဒီလိုကွာရှင်းတဲ့အိမ်တော်ကြီးပြမှုကိုကျူးလွန်တဲ့သူတွေဟာသူတို့ရဲ့အဝိဇ္ဇုကိုရမှာမဟုတ်ပါဘူးနောက်ဦးသဘောတူကွာရှင်းပြီးတော့ပစ္စည်းတွေကိုခွဲဝေတဲ့ချိန်မှာပစ္စည်းရဲ့ခန္ဓာတွေရှိပါတယ်အဲ့ဒီပစ္စည်းတွေကပါရင်ပစ္စည်းအထက်ပါပစ္စည်းလက်ထပ်ပွားပစ္စည်းနှစ်ပါးစုံပစ္စည်းခန်းဝင်ပစ္စည်းဆိုပြီးတော့ရှိပါတယ်ခန်းဝင်ပစ္စည်းဆိုတာလင်မယားနှစ်ဦးလက်ထပ်တဲ့အချိန်မှာလက်ဖွဲ့အနေနဲ့ရတဲ့ပစ္စည်းကိုခန်းဝင်ပစ္စည်းလို့ဆိုပါတယ်ဒီခန်းဝင်ပစ္စည်းကိုဆိုရင်တော့နှစ်ဦးအမြင်အများရမှာပဲဖြစ်ပါတယ်နှစ်ပါးစုံပစ္စည်းဆိုတာလင်မယားနှစ်ဦးအတူကြိုးပမ်းပြီးတော့ရှာဖွေလို့ရလာတဲ့ပစ္စည်းကိုနှစ်ပါးစုံပစ္စည်းလို့ဆိုပါတယ်ဒီနှစ်ပါးစုံပစ္စည်းကိုဆိုရင်လည်းနှစ်ဦးအမြင်အများရရှိမှာပဲဖြစ်ပါတယ်လက်ထပ်ပွားပစ္စည်းဆိုတာလင်မယားနှစ်ဦးလက်ထပ်ပြီးမှအတူကြိုးပမ်းပြီးတော့ကြီးပွားလာတဲ့ပစ္စည်းကိုဆိုလိုရင်းဖြစ်ပါတယ်ဒီလက်ထပ်ပွားပစ္စည်းကိုဆိုရင်လည်းလင်မယားနှစ်ဦးအမြင်အများရမှာပဲဖြစ်ပါတယ်ပါရင်ပစ္စည်းကိုခွဲမယ်ဆိုရင်ပါရင်ပစ္စည်းဆိုတာအိမ်အောင်မကြမီမှာမိမိဘာသာစူးစမ်းရှာဖွေလို့ရလာတဲ့ပစ္စည်းကိုဆိုလိုသလိုအိမ်အောင်မကြခင်မှာအမွေရတဲ့ပစ္စည်းကိုလည်းဆိုလိုခြင်းဖြစ်ပါတယ်ဒါဆိုရင်တော့ပါလာတဲ့သူက3ပုံ2ပုံခန်းစားခွင့်ရှိပြီးတော့ကျန်တဦးက3ပုံ2ပုံခန်းစားခွင့်ရမှာပဲဖြစ်ပါတယ်အထက်ပါပစ္စည်းဆိုတာအရင်အိမ်အောင်ကနေပါလာတဲ့ပစ္စည်းကိုဆိုလိုရင်းဖြစ်ပါတယ်အရင်အိမ်အောင်ကြဘူးသူအချင်းချင်းအိမ်အောင်ပြုခဲ့မယ်ဆိုရင်တော့သူတို့ကွာရှင်းတဲ့အချိန်မှာအိမ်အောင်ကနေပါလာတဲ့ပစ္စည်းကိုကျန်တဦးကခန်းစားခွင့်ရမှာမဟုတ်ပါဘူးဒါပေမဲ့အိမ်အောင်ကြဘူးသူနဲ့အပြိုလူပြိုများပြီးတော့ပြန်လည်ကွာရှင်းတဲ့အချိန်မှာတော့ဒီအိမ်အောင်ကြဘူးသူစီကနေနေပြီးတော့အပြိုလူပြိုကနေ3ပုံ2ပုံခန်းစားခွင့်တောင်းလို့ရပါတယ်ဒါကတော့လင်မယားကွာရှင်းတဲ့အချိန်မှာပစ္စည်းခွဲဝေခြင်းဆိုင်ရာတွေကိုဥပဒေဘဝတုတအနေနဲ့မျှဝေပေးခြင်းပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်